မင်္ဂလာသမီးနာယကကြီးဇနီးမှာမင်္ဂလာတို့သမီးမင်္ဂလာရှိလာပါတော့မင်္ဂလာလက်ရလက်တို့အားအသီးသီးယူဆောင်၍ဤမင်္ဂလာရှိလာပါတော့ရေးထည့်ထားသောဖလားအတွင်လက်ဆောင်ချ၍ထိန်မြပေးစားတော်မူပါရော့ခမညာအောင်စေတုတပမင်္ဂလာဤကဲ့သို့ရေခွင်၌လက်ဆောင်ချ၍ထိန်မြပေးစားပါသဖြင့်မင်္ဂလာပေါင်းတဲ့တို့သည်ဤအေးပြီးတကဲ့သို့အေးချမ်းကြပါစေဤရေ၌အကြားချ၍မရတကဲ့သို့မကွဲမပြားတသားတဲ့နှီးနှောကြပါစေကုန်သတည်းထမှန်လို့ထိန်မြခြင်းမင်္ဂလာ7ပါးရှိသည့်အနက်မင်္ဂလာပေါင်းတဲ့တို့အားလက်ချင်းတက်၍ထိန်မြပေးစားမှာဖြစ်တဲ့အတွက်မင်္ဂလာတို့သမီးလက်ရလက်ပေါ်တွင်မင်္ဂလာတို့သား၏လက်ရလက်တို့အားလက်ချင်းတက်၍ထိန်မြပေးစားတော်မူပါရော့ခမညာအောင်စေယတုတပ္ပမင်္ဂလာဤကဲ့သို့လက်ချင်းထပ်၍ထိမ်းများပေးစားပါသဖြင့်မင်္ဂလာပေါင်းတဲ့တို့သည်နှစ်ကိုယ်မှတစ်ကိုယ်နှစ်စိတ်မှတစ်စိတ်နှစ်ဘဝမှတစ်ဘဝနှစ်မိသားမှတစ်မိသားထပ်တူကြပေါင်းဖက်ကြရပါစေကုန်သတည်းမင်းပရိသတ်ပေါင်းတို့ခမညာဆလျာရဲ့ပဲရေသွန်းလက်ထပ်မင်္ဂလာသဘင်စီရင်ခြင်းပါရဲ့အချိန်တန်ပြီးမို့ဥစွာပထမဆလျာရဲ့ပဲမောင်းတဲ့မေတို့သည်နှစ်သွဲအင်းမြဘေးမခပဲပြင်းအားစိတ်သူတည်တကူတို့ကြည်ပြူချမ်းမြေကြပါစေရန်လို့ငါထက်လျက်ရှိသောမင်္ဂလာလက်ရလက်များအားမင်္ဂလာသဘင်နာယကကြီးများမှာပဝါပါဖြင့်ဥစွာပထမဆလျာရဲ့ပဲပေးတော်မူပါရောခမညာမင်းပရိသတ်ပေါင်းတို့ခမညာသူနဲ့ခက်တန်းသူမင်္ဂလန်သုတ်ပါဘာတန်သူမဟုတ်တန်သူခနောသူမဟုတ်တော့စာသူရိတံမြမစေတဲ့သူဒေသနာပါဠိတော်အလားရှိတာနဲ့အညီနေကောင်းရမြတ်ဗတ်နေသနာဒရတ်မီကအခါတော်သင်ပြီးဖြစ်ပါ၍အောင်စုပိတ်သိအောင်ဟိတ်မင်္ဂလာအောင်မြေချနိုင်အောင်ရအောင်ကဲနတ်ပန်းနေစားတပြေးများဖြင့်ရေးပြားခီယူစေတုဟုသုံးစုပတနာအောင်နမိတ်ကောင်းအောင်ဘိတ်တိတ်တော်လောင်းတော်မူပါရောခမညာတော်ဘော်ဒီအမှုလေးသစ္စာနဲ့နဲ့ဝိနာတော်ဧဝမွေကဇယောဟောတုဇေယတုဇေယမင်္ဂလေးအပရာဇိတပလင်ကေတိထေပုထုဘုတ်ကလေးအပိသေကေသဗ္ဗဗုဒ္ဓနဲ့အကဘတော်ပမောတတိနိတ္တချင်းကိုပွားများသောမြတ်စွာဘုရားရှင်သည်ဘုရားရှင်အပေါင်းတို့ဗိသိတော်မင်္ဂလာခံယူရာအပရာဇိတပလင်ထက်တွင်မင်္ဂလာပါကိုအောင်မြင်တော်မူတဲ့ကဲ့သို့ဤနေ့ယေဇွန်သုံးရိပ်ထိမ်းများခြင်းမင်္ဂလာမှုပြုကြပါသောမင်္ဂလာပေါင်းတဲ့တို့သည်အောင်မြင်ခြင်းအဖျားဖျားအောင်မြင်ပြီးမြောက်စုကြည်ရောက်ကြပါစေကုန်သောမင်္ဂလာပေါင်းတဲ့တို့မှာမိမိတို့အားထိမ်းများပေးစားပါသောမင်္ဂလာသမီးနာယကကြီးများအားလက်အုပ်ချီနိုး၍ဦးသုံးချိန်ချဂါရဝပြုပေးပါခမညာမင်္ဂလာမောင်တဲ့တူမင်္ဂလာသမီးနာယကကြီးများမှတ်တမ်းတင်တပုံရိုက်ကူးမှာဖြစ်တဲ့အတွက်မှတ်တရရပေးစီလိုပါတယ်